တရုတ်နိုင်ငံရဲ့ကျေးလက်ဒေသတွေမှာဘာတစ်ခုမှအလဟတမဖြစ်ရအောင်စွန့်ပစ်တာမျိုးတွေမရှိပါဘူး။ပြောင်းဘူးကရတဲ့အချောက်ခံထားတဲ့ပြောင်းဘူးရိုးတွေတောင်မှမဖြုံးတီးပါဘူး။လူများစုအတွက်ပြောင်းဘူးဟာရိုးရိုးစားစားတစ်ခုသာဖြစ်ပေမဲ့ဒီဒေသမှာတော့အခြားဖိုးတန်ထုတ်ကုန်တစ်ခုစိုက်ပျိုးဖို့အတွက်အခြေခံအရာဖြစ်လာပါတယ်။ပထမအဆင့်ဒေသခံတွေဟာပြောင်းဘူးရိုးတွေကိုတေးသေးချာချာတန့်ရှင်းပြီးနေရာချထားပါတယ်။ပြီးရင်ပြောင်းဘူးရိုးတွေကိုဖော့ပုံးထဲထည့်ပြီးတဘာဝအတိုင်းဖုံးအုပ်ပေးထားလိုက်ပါတယ်။ဒီဖြစ်စဉ်တစ်ခုလုံးဟာစက်ရနေရတွေတက်ခွဲခန်းတွေဘာတစ်ခုမှမလိုပဲအတွေ့အကြုံနဲ့စိတ်ရှိသည့်ခံမှုသာလိုအပ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှလက်ဆက်ပြီးဖြူဖွေးတဲ့မှုတွေဟာအဲ့ဒီပြောင်းဘူးရိုး6တွေပေါ်မှာပေါက်လာပါတယ်။မှုတမှုစီဟာမိသားစုတွေအတွက်အာဟာရနဲ့အကျိုးကျေးဇူးတွေပေးစွမ်းနိုင်တဲ့အဖိုးတန်စားစာဖြစ်လာပါတယ်။ဒီနည်းလမ်းကအသုံးမဝင်ဘူးလို့ထင်ရတဲ့ຢာကိုအသုံးဝင်ပြီးအမျက်ဆုံးရရှိတဲ့ရိတ်သိမ်းမှုအဖြစ်ပြောင်းလဲပေးလိုက်တာပါပဲ။ပြောင်းဘူးရိုး6တွေဟာစွန့်ပစ်ပစ္စည်းကနေကျေးလက်စားပွဲတွေမှာမရှိမဖြစ်လိုအပ်တဲ့တည်နံတစ်ခုဖြစ်လာပါတော့တယ်။ရိတ်သိမ်းမှုတိုင်းဟာဉာဏ်ပညာနဲ့အခြားသူတွေစွန့်ပစ်ထားတာကိုအကျိုးရှိအောင်လှုပ်ဆောင်နိုင်စွမ်းကိုပြသနေပါတယ်။တင်ရောအိမ်မှာအဆင်သင့်ရှိတယ်ဆိုရင်ဒီလိုမျိုးစမ်းသပ်ကြည့်လို့ရပါတယ်။နောက်ပြီးအိမ်မှာဘယ်လိုစွန့်ပစ်ပစ္စည်းတွေကိုအသုံးချဘူးတလဲဆိုတာတွေကိုလည်းကိုယ့်မှတ်မှာပြောပြပေးခဲ့ပါဦးနော်။